ဒီနေ့အိမ်မှာငါးကောင်းချင်ဆက်လေးချက်စားဖြစ်ပါတယ်။ရုံဆုံးငချင်းကောင်းနှစ်ကောင်းကိုရေဆေးတန်းဆင်ပြီးရင်တော့စနွင်းမုတ်တစ်စုံစားတစ်စုံအချိုမုတ်တစ်စုံငါးပြားရည်တစ်စုံထည့်ပြီးအရသာလေးနဲ့ထားပေးလိုက်ပါတယ်။ပြီးရင်တော့ခရမ်းညင်သီးလေးတွေကိုအတုံးသေးသေးလေးတုံးထားလိုက်မယ်။ကြက်သွန်နီလေးတွေနှုတ်နှုတ်ဆင်းထားလိုက်ပါမယ်။ကဲဒါဆိုရင်တော့ပစ္စည်းလေးတွေအဆင်သင့်ဖြစ်ပြီဆိုရင်စချက်လိုက်ပါတော့မယ်။ဒန်ဟိုးတဲ့ကိုစီအနှဲငယ်လေးထည့်လိုက်ပါတယ်။ကြက်သွန်ဖြူနဲ့ကျင်းထောင်းထားတာလေးတွေကိုအရင်ဆုံးစီသက်ပေးပြီးကြက်သွန်နီလေးရဲ့အယောင်တင်မုတ်လေးရဲ့ခရမ်းညင်သီးရဲ့ထည့်ပြီးတော့စီသက်ပေးလိုက်ပါတယ်။ခရမ်းညင်သီးလေးတွေလုံးပြီးပြီဆိုရင်တော့ရေတပံခွက်ထည့်ပြီးတော့ခရမ်းညင်သီးလေးတွေပျော်သွားတဲ့အထိတည်ပေးထားလိုက်ပါမယ်။သီးလေးတွေကြေးဝါးရေးဆိုလို့ရှိရင်တော့ငချင်းကောင်းလေးကိုထည့်လိုက်ပါတယ်။ငါးကောင်းလေးထည့်ပြီးစီသက်ပြီးတဲ့အခါကျတော့စပလင်လေးထည့်ပြီးတော့မှရေလေးထည့်ပြီးတော့အဖုံးအုပ်ပြီးထားလိုက်ပါတယ်။ပထမလုံးရေလေးခမ်းသွားပြီးရင်တော့ရေနှစ်ဖန်ခွက်ထည့်ပြီးတော့ဟင်းချိုလေးစတင်လိုက်ပါတယ်။ရေလေးဆူလာပြီဆိုလို့ရှိရင်တော့လိုတဲ့အရသာလေးကိုထည့်ပြီးတော့နောက်ဆုံးမကြီးရေလေးအုပ်ပေးလိုက်ပါတယ်။ပြီးတော့မှငရုတ်သီးစိမ်းလေးရဲ့ပင်စိမ်းလေးရဲ့အုပ်ပေးလိုက်ပါတယ်။ဒါဆိုရင်တော့အရသာရှိတဲ့ငါးကောင်းဟင်းချိုလေးရပါပြီရှင်။အားလုံးကျေးဇူးတင်ပါတယ်။